ကရင်ပြည်နယ်မြောက်ဦးမြို့နယ်မင်းလက်ပံကျေးရွာနာကကြားဖြတ်လုပ်ငန်းခွင်တစ်ခုမှာလုံခြုံရေးယူပေးနေတဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA တပ်သားအယောက်20လောက်ကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ကနိုဝင်ဘာလ22ရက်နေ့မှာဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့သိရပါတယ်။ KNL တပ်တွေဟာမြောက်ဦးဝေါ်လီလမ်းပိုင်းကိုစစ်ကြောင်းထိုးလာတဲ့အာဏာသိမ်းစစ်တပ်နဲ့မင်းလက်ပံရွာအနီးမှာတိုက်ပွဲဖြစ်ပွားနေချိန်ကြားဖြတ်ဆိုင်ထဲမှာရှိနေတဲ့ DKBA တပ်ဖွဲ့တွေကလက်နက်ငယ်တွေပစ်ဖောက်တာကြောင့်KNL ကစီးနင်းလိုက်တာလို့သိရပါတယ်။ဒီအခြေအနေတွေကြောင့်ကြားဖြတ်ရုံကိုစောင့်ကြပ်ပေးနေတဲ့ DKBA တပ်ဖွဲ့ဝင်100ဝန်းကျင်တဲကအယောက်20လောက်ကို KNL ကဝင်ရောက်ထိန်းသိမ်းပြီးလက်နက်တွေပါသိမ်းဆည်းလိုက်တာလို့အခြေအနေကိုသိရှိသူက ARD ကိုပြောပါတယ်။ကြားဖြတ်ဆိုင်တွေကအော်ရီကသူကြီးဖောက်ကြတော့ဗျာ။ကျွန်တော်တို့လူတွေကရှေ့မှာစကားဆိုင်နဲ့ပြနေကြတာပေါ့။နောက်ကသူကဒီခောက်တော့ပေါ့။ဒီတော့ကျွန်တော်ရဲဘော်တွေလည်းနည်းလန့်ပြီးတော့နောက်ကြီးကြောက်တော့ပေါ့ဗျာ။အဲ့ဒါနဲ့သူတို့ဝင်စီးပြီးတော့ထိန်းထားလိုက်တာ။တဲ့လူတွေကမပြစ်တဲ့လူတွေကတော့မဖြစ်တော့ဘူး။ပြစ်တဲ့လူတွေဟောဒါကျွန်တော်တို့ကပေါ်ဒီမှာဟိုဒီဆိုတော့ပြန်ပေးရမှာပေါ့ပြန်လို့ပြန်ပေးရအောင်အာနာသိန်းစစ်တပ်ဟာမြောက်ဒီဝေါ်လီလမ်းပိုင်းကိုစစ်ရေးအရာပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်အင်အားလေးရနဲ့စစ်ကြောင်းထိုးနေတာကို KNL တပ်တွေကခုခံတိုက်ခိုက်နေတာဖြစ်ပါတယ်။9ရက်ကာလောက်ကျယ်ဝန်းပြီးအဆောက်အုံ14လုံးခန့်ရှိတဲ့ဒီကြားဖြတ်လုပ်ငန်းခွင်ကို DKBA ရဲ့ခွဲမှုဗိုလ်တခွားတီးကမြေပြင်မှာကြီးကြပ်ပြီးဘိုးနိုင်လွန်ဆိုသူကလောက်ကင်ခွင့်ပေးခဲ့တာလို့စုံစမ်းသိရှိရပါတယ်။မြောက်ဒီမြို့နယ်အတွင်းကကြားဖြတ်လုပ်ငန်းခွင်တွေကိုတရုတ်ဖီအားကြောင့်စစ်တပ်ကရှင်းလင်းနေချိန်မင်းလက်ပံအနီးလုပ်ငန်းခွင်ကလူတွေလည်းပြောင်းရွှေ့သွားကြပြီလို့ရွာကန်ကဆိုပါတယ်။လုံငွေဥစ္စာလုံငွေပုံစံမျိုးလောက်ပဲရှိတာ။အဲ့ဒါဘိုးနိုင်လွန်ပေါ့ဗျ။ဟိုပေါ့ခွန်ကတော့ဘိုးနိုင်လွန်ခွန်ပေါ့။သူပတ်စံရှာနေတဲ့လူတော့ခွဲမှုကြရူတွေတရင်မှုတွေဒီကိုင်းရတာပေါ့။ဟုတ်တယ်တော်တော်များများရှိတော့ကြပြီ။ကြာလည်းနည်းနည်းပဲကြာ။နိုဝင်ဘာလ24ရက်နေ့အထိထိန်းသိမ်းထားသူတွေကိုပြန်မလွှတ်ရသေးပဲမင်းလက်ပံရွာထိပ်မှာစစ်ကော်မရှင်တပ်နဲ့စင်ရေးတင်းမာနေစေလို့သိရပါတယ်။ DKBA တာဝန်ရှိသူတွေနဲ့ KNL ဘက်ကညှိနှိုင်းပြီးပြန်လွှတ်ဖို့ရှိတယ်လို့သိရပေမဲ့နောက်ဆက်တွဲအခြေအနေတွေကိုသိရဖို့ DKBA နဲ့ KNU ကိုဆက်သွယ်ခဲ့ပေမဲ့ပြန်လည်ဖြေကြားတာမျိုးမရှိခဲ့ပါဘူး။